အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်စနေပဲစနေပါဗောနော်အခုကျွန်တော်ပြပေးရတာတော့ကျွန်တော်ပကံမင်းသမီး9လက်ဗောနော်ပကံမင်းသမီး9လက်တူရီကတီးခတ်နေတဲ့ပုံကနေတဲ့ပုံဗောနော်ပြန်တီးနေတဲ့ပုံကနေတဲ့ပုံဒီကောင်ကတော့တစ်ချောင်းလုံးဘိန်းပါဗျဘိန်းအပြည့်ပါကြီးဘိန်းအပြည့်ဗောနော်ဒီကောင်ကတော့ဓာသွားကတော့24လက်မှရှိပါတယ်ဗျဓာယူကတော့ကျွန်တော်10လက်မှကျော်တယ်ဗောနော်ရှိတယ်ဗောဒီကောင်ဓာသွားက24လက်မှငှက်ကြီးတောင်ဖြစ်မယ်ထောင်မလဲဖြစ်မယ်တန်သားခါလေးတန်ဖြစ်မယ်ဗျအတွင်းထဲမှာတော့ကျွန်တော်ဒီဇဝါပန်းပေါ့နော်ဇဝါအောင်မှကျွန်တော်ရွှက်ပန်းလေးထည့်ပေးရတယ်ဗျရွှက်ပန်းထည့်ပေးရတယ်ဗျလာလေးပေါ့နော်ဇဝါပန်းရွှက်ပန်းထည့်ပေးရတယ်ဗျဓာတ်သွားအရှိက24လက်မှဖြစ်နေတယ်ဓာတ်တစ်ချောင်းလုံးရဲ့အရှိကတော့ကျွန်တော်24ပေါ့နော်24ရဲ့ဒီကောင်က17ပေါ့17ဆိုတော့35ပေါ့ဓာတ်တစ်ချောင်းလုံးအရှိဒီတအိမ်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အကုန်လုံးအပီးစီးဆို38လက်မှလောက်ရှိတယ်ဗျဒီကောင်တော့တန်သားအာမခံပါတယ်ကားလေးတန်ပေါ့ဗျာနော်ထောင်းမလဲပါဗျာကောင်လေးကိုမှားခြင်းနေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 033464ခွန် Viber Telegram ကနေဆက်သွယ်မှာလို့ရ0339 94139ဖုန်းကိုလည်းဆက်သွယ်မှာလို့ရပါတယ်ဗျာကျွန်တော်ဈေးနှုန်းမပြောပြရတော့ဘူးเนาะကျွန်တော်တို့ဈေးနှုန်းပြောလို့ရှိရင်ကျွန်တော်တို့ဒီဆက်သွယ်ရေးဥပဒေရနော်ဘန်းနဲ့ဖြစ်တဲ့အတွက်ကိုကျွန်တော်ဈေးနှုန်းလေးမပြောပြတာပါမှာအောင်ခြင်းလဲဆိုတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39ခွန်3လုံး464ခွန် Viber Telegram ဒီမဲ့ကျွန်တော်တို့ဒီ YouTube message ကနေပြီးတော့ဆက်သွယ်မှာလို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ